ဘာကျော်ပကြီးကမိုနာလီဇာလို့ပြောလိုက်ပြီးဆိုတာနဲ့လီယိုနာဒိုဒါဗီချီကိုလည်းတခါလဲကြားလိုက်ကြမှာပါတကယ်တော့လီယိုနာဒိုဒါဗီချီကပကြီးဆွဲတာအပြင်တခြားသောပညာရပ်တွေမှာလည်းသူမတူအောင်ထူးချွန်လာတဲ့ရှာမရှာတဲ့ပညာရှင်တစ်ဦးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့လီယိုနာဒိုဒါဗီချီရဲ့အံ့အားသင့်စရာအကြောင်းတွေကိုလေ့လာကြည့်မှာဖြစ်ပါတယ်နံပါတ်1နာမည်ရဲ့အဓိပ္ပာယ်လီယိုနာဒိုကိုဖခင်ရင်းကငယ်စဉ်ကတည်းကဆွန့်ပစ်ခဲ့တာမို့လို့သူ့နာမည်မှာဖခင်နာမည်ကိုယူပြီးမှတ်မဲ့ထားပါဘူးလီယိုနာဒိုဟာအီတလီနိုင်ငံရဲ့နယ်မြို့လေးမှာမွေးဖွားခဲ့ပါတယ်အဲ့ဒီမြို့လေးရဲ့နာမည်ကဗင်ချီဖြစ်ပါတယ်ထိုစဉ်ကတည်းကဒီမြို့လေးမှာမွေးဖွားတဲ့လူတိုင်းရဲ့နာမည်နောက်ဆုံးစကားလုံးဟာဒါဗင်ချီဆိုတာကိုထည့်ထားလေးရှိကြပါတယ်ဒါကြောင့်လီယိုနာဒိုဒါဗင်ချီဆိုတဲ့အဓိပ္ပာယ်ဟာဗင်ချီမြို့ကလီယိုနာဒိုဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်နံပါတ်2 14ရာစုရဲ့အထူးချွန်ဆုံးသိပ္ပံပညာရှင်ယခုခေတ်မှာတွေ့ရတဲ့ရဟတ်ယာဉ်တင်ကားဆိုလာကနန်ပေါင်းဆက်စတဲ့နည်းပညာမျိုးပစ္စည်းတွေရဲ့ကနဦးမူကြမ်းကိုလီယိုနာဒိုကစတင်ရှာဖွေတွေ့ရှိခဲ့တာပါဒီပစ္စည်းတွေကိုတဦးချင်းတည်ထွင်ခဲ့သူရှိပေမဲ့အရင်ဆုံးမူကြမ်းမျိုးကိုလီယိုနာဒိုရဲ့ပကြီးတွေမှာတွေ့ခဲ့ရတာပဲဖြစ်ပါတယ်နောက်ပြီးလီယိုနာဒိုဟာ